လိမ်လည်လှည့်ပြားခံရတဲ့အွန်လိုင်းအချစ်မှသည်အိမ်မီးရှို့ခံရသည့်အထိကိုရီလက်ရောက်နှိပ်စက်ပြီးအကြက်ကင်တတ်တဲ့ချစ်သူဟောင်းရဲ့ကြောက်မက်ဖွယ်ထိုင်းနိုင်ငံမှာရှိတဲ့နာမည်ကျော်ရုပ်သံအစီအစဉ်တစ်ခုမှာလက်တလောထုတ်လွှင့်သွားခဲ့တဲ့ပန်းလို့အမည်ရတဲ့အသက်25နှစ်အရွယ်မိခင်တဦးရဲ့ကလေးငယ်ကိုကျွေးမွေးစောင့်ရှောက်နေရတဲ့အမျိုးသမီးငယ်တစ်ယောက်ရဲ့အဖြစ်အပျက်ဟာကြည့်ရှုသူတွေကိုအထူးတုန်လှုပ်စေခဲ့ပါတယ်။လွန်ခဲ့တဲ့4နှစ်လောက်ကလူမှုကွန်ရက်ကနေတဆင့်တည်ကျွမ်းခဲ့တဲ့အမျိုးသားတဦးကြောင့်သူမရဲ့ဘဝဟာငရဲကန်းတပွဲပြောင်းလဲသွားခဲ့ရတာပါ။အဲ့ဒီအမျိုးသားကတော့အသက်38နှစ်အရွယ်ဘွိုင်းဆိုသူဖြစ်ပြီးသူဟာတရုတ်နိုင်ငံမှာကာစီနိုဖွင့်ထားတဲ့မာဖီးယားတယောက်ဖြစ်ခါအလွန်ချမ်းသာကြောင်းစတင်လိမ့်လဲပြောဆိုခဲ့ပါတယ်။ဒါပေမဲ့စီစကတ်ခရိုင်မှာရှိတဲ့ပန်ရဲ့အိမ်ကိုတကယ်တမ်းလာရောက်တွေ့ဆုံချိန်မှာတော့အွန်လိုင်းကပုံနဲ့လုံးဝမတူပဲသွားရီကျိုးကသပင်ဖြူတွေနဲ့ဖြစ်နေခဲ့ပါတယ်။သွားကျိုးရခြင်းဟာမာဖီးယားကိုင်းချင်းခိုက်ရန်ဖြစ်ပွားလို့ဖြစ်ရတာဖြစ်ပြီးသပင်ဖြူရတာကတော့လေရင်ခဏခဏစီးရတဲ့အတွက်လေဖိအားကြောင့်လို့လိမ်ညာခဲ့ပါတယ်။အဲ့ဒီတိုင်အောင်သူ့ရဲ့စကားအပြောဆိုကောင်းတာကြောင့်ပန်ကတနာသွားပြီးအိမ်မှာအတူနေထိုင်ခွင့်ပြုခဲ့ပါတယ်။အိမ်မှာအတူနေထိုင်ပြီးနောက်ဘွိုင်းရဲ့အစ်စ်အမှန်စရိုက်တွေပေါ်လာပြီးရွာတွေကလူငယ်တွေနဲ့ပေါင်းကအရက်တောက်တာတနက်လိုမျိုးလက်နက်ကိုင်းဆောင်တာမျိုးတွေလုပ်လာပါတယ်။တနေ့မှာရဲတပ်ဖွဲ့ကအိမ်ကိုဝင်ရောက်ရှာဖွေရမှာဘွိုင်းဟာမျက်နှာကျက်ပေါ်တပ်ပုံးရာကနေအောက်ကိုပြုတ်ကျလာခဲ့ပါတယ်။မူရစေဝါမတွေ့ပေမဲ့လည်းရွာထဲမှာလူရိုက်ထားတဲ့အမှုရှိတဲ့အတွက်ဘတ်3000နဲ့ရော်ကြေးပေးဖို့သဘောတူခဲ့ပေမဲ့ငွေမလျော်ပဲတောင်ကိုရီးယားနိုင်ငံကိုတရားမဝင်အလုပ်သမားအဖြစ်ထွက်ပြေးသွားခဲ့ပါတယ်။ကိုရီးယားမှာစိုက်ပျိုးရေးအလုပ်လုပ်ပြီးပန်ထန်ကိုတစ်လကိုဘတ်2000ကနေ5000လောက်ထိပို့ပေးခဲ့ပေမဲ့ဒါဟာသူမရဲ့ဘဝကိုအလုံးစုံချုပ်ကင်ဖို့အတွက်သာဖြစ်ပါတယ်။ရီချိုးတာကိုဗီဒီယိုကောခေါ်ပြခိုင်းတာလမ်းခွဲမယ်ဆိုရင်အဝတ်စားမဲ့ဓာတ်ပုံနဲ့ဗီဒီယိုတွေကိုဖြန့်မယ်ဆိုပြီးချိန်ချောက်တာတွေပြုလုပ်ခဲ့တာပါ။မခံနိုင်လို့လမ်းခွဲဖို့စူးစမ်းတဲ့အခါမှာမိသားစုကိုပါတတ်ပစ်မယ်လို့ချိန်ချောက်တဲ့အတွက်ပန်ကိုယ်တိုင်ကိုရီးယားကိုလိုက်သွားခဲ့ရပါတယ်။ဒါပေမဲ့ကိုရီးယားကိုရောက်ချင်းကားပေါ်ကဆင်းချင်းမှာပဲဘွိုင်းကပန်ကိုမျက်လုံးညိုမဲသွားတဲ့အထိအကြမ်းဖက်ရိုက်နှက်ခဲ့ပါတယ်။ဘွိုင်းဟာကိုရီးယားအရက်ကိုတစ်နေ့တစ်ဖာလောက်တောက်ပြီးမူးလာရင်ပန်ကိုထမင်းစားကန်ဒီတိုင်းရှစ်ခိုးခိုင်းတာသူ့ရဲ့လက်ကိုနမ်းခိုင်းတာတွေပြုလုပ်ပြီးစကားမပြောရင်ပါဇက်ကိုဆွဲဖြဲမယ်လို့ချိန်ချောက်လေးရှိပါတယ်။ထူးဆန်းတာကရိုက်နှက်ပြီးတဲ့နောက်ဘိုက်စားတဲ့အခါကလေးတယောက်လိုငိုယိုပြီးထမင်းတောင်းတတ်တဲ့ပုံမှန်မဟုတ်တဲ့စိတ်အခြေအနေရှိနေတာဖြစ်ပါတယ်။ကိုရီးယားမှာတစ်နှစ်ခွဲလောက်ငရဲကြပြီးနောက်ပန်ကိုလူဝင်မှုကြီးကြပ်ရေးကဖမ်းဆီးမိပြီးထိုင်းကိုပြန်ပို့ခဲ့ပါတယ်။ပန်ကလွတ်မြောက်ပြီးအထင်နဲ့လမ်းခွဲပြီးအဆက်အသွယ်ဖြတ်ခဲ့ပေမဲ့ဘွိုင်းကကိုရီးယားကအလုပ်ကိုစွန့်ပြီးနောက်တစ်နေ့မှာပဲထိုင်းကိုချက်ချင်းပြန်လာပြီးဆက်လက်ဒုက္ခပေးနေခဲ့ပါတယ်။အတော်ဖြစ်သူရဲ့ကားပေါ်မှာပန်ရှိနေစဉ်ကားပေါ်အတင်းတက်ပြီးလက်ဘင်းညစ်ပြီးရိုက်နှက်တဲ့အထိအခြေအနေဆိုးရွားလာတဲ့အတွက်ရဲစခန်းမှာတိုင်ကြားခဲ့ပေမဲ့ဖမ်းဆီးမှုဟာကြန့်ကြာနေခဲ့ပါတယ်။နောက်ဆုံးမှာဘွိုင်းကိုယ်တိုင်ရဲစခန်းသွားအဖမ်းခံခဲ့ပြီးနောက်တစ်နေ့မှာအာမခံနဲ့ပြန်လွတ်လာခဲ့ပါတယ်။အာမခံနဲ့လွတ်ချင်းမှာပဲဘွိုင်းကပန်ထန်ဖုန်းဆက်ပြီးနောက်ဆုံးအနေနဲ့အတူအိတ်ဖို့ဘတ်2000နဲ့ကမ်းလှမ်းခဲ့ရမှာပန်ကပြက်ပြက်သားသားညင်းဆိုခဲ့ပါတယ်။အဲ့ဒီညမှာပဲပန်ရဲ့မိသားစုအိမ်မီးရှို့ခံရပြီးအိမ်ရှိမှာ2နှစ်3နှစ်လောက်ရပ်ထားတဲ့ကားဟောင်းကတဆင့်စတင်လောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။အဲ့ဒီကားဟာဘက်ထရီမရှိတဲ့အပြင်ဖခင်ဖြစ်သူကအိမ်ရဲ့မီးကလုတ်တွေကိုပါကြိုတင်ပိတ်ထားခဲ့တဲ့အတွက်ဝါယာရှော့ဖြစ်ဖို့အကြောင်းမရှိတာကြောင့်ဒီလုပ်ရဟာဘွိုင်းလက်ချက်လို့မိသားစုကခိုင်မာယုံကြည်နေကြပါတယ်။အဆိုပါရုပ်သံအစီအစဉ်အတွင်းဓာတ်ရိုက်ဖုံးဆက်သွယ်မေးမြန်းရမှာဘွိုင်းကရက်မူးနေပြီးမိမိကသာခံရသူဖြစ်ကြောင်းအိမ်မီးရှို့မှုမဟုတ်ကြောင်းညင်းဆိုခဲ့ပြီးပန်ကဖောက်ပြန်တဲ့အတွက်ပစ္စည်းတွေပြန်လိုချင်ကြောင်းဆွဆွဲခဲ့ပါတယ်။၎င်းပြသတဲ့လက်ထပ်စာချုပ်ကလည်းအင်တာနက်ကမှာယူထားတဲ့အတူတာဖြစ်ကြောင်းပန်ကသက်သေပြနိုင်ခဲ့ပါတယ်။ဒီဖြစ်ပျက်နဲ့ပတ်သက်ပြီးဥပဒေရေးရာကျွမ်းကျင်သူတွေကဒီမှုဟာတာမန်မဟုတ်ပဲမီးရှို့မှုဟာတိတ်တန်းအထိကြခံရနိုင်လောက်အောင်ကြီးလေးတဲ့အကြောင်းသတိပေးခဲ့ပါတယ်။လက်ရှိမှာအဆိုပါဖြစ်စဉ်ကိုသက်ဆိုင်ရာရဲတပ်ဖွဲ့အကြီးအကဲတွေထံဓာတ်ရိုက်ဆက်သွယ်အကြောင်းကြားထားပြီးပန်ကိုတရားရေးဝန်ကြီးဌာနကိုခေါ်ဆောင်ကတပ်တွေအကာအကွယ်ပေးရေးအစီအစဉ် Witness Protection Program မှာထည့်သွင်းပြီးဥပဒေအရအဆုံးထိအရေးယူသွားမှာဖြစ်တဲ့အကြောင်းသိရပါတယ်ရှင်။